တင်းချတော့ဝင်ချင်ရှိတဲ့နေရာမှာကျွန်တော်ကအစည်းအနှုန်းအရန်တက်တာမဲ့မြေကွက်တစ်ကွက်လေးကိုခဏပြပေးမှာပါရက်ကွက်ကိုကလောမျိုးကွက်တစ်ရက်ကွက်မှာယခုလက်ရှိအနေထားဆိုရင်50တရားမြေကွက်ကိုတင်း6000ဝန်းကျင်နဲ့အယောင်းဝယ်ဖြစ်တဲ့နေရာလေးတွေပါဗျအဲ့ဒီမျိုးတင်း6000ဝန်းကျင်ရှိတဲ့နေရာမှာကျွန်တော်ကအစည်းအနှုန်းအရန်တက်တာမဲ့မြေကွက်တစ်ကွက်လေးကိုခဏပြပေးမှာပါဗျမြေကွက်မပြခင်ကျွန်တော်ရှုခင်းလေးကိုအရင်ဆုံးပြပေးပါမယ်ဗျအခုမြင်နေရတာတော့သူကအရှိပိုင်းအရှိဖက်အရက်ပေါ့ဗျပြီးတော့လမ်းပေကပေ60ရှိတာဖြစ်တဲ့အတွက်ကိုဒီအောက်ဖက်မှာအောက်ကနေ3ထပ်တိုက်တီကိုတက်လာမယ်ဆိုရင်လည်းကိုယ့်ရဲ့ရှုခင်းမကွယ်လောက်တဲ့မြေကွက်အနေထားမျိုးပါဗျမြေကွက်ကတော့ဒါလေးပါဗျဒီမြေကွက်အနေထားမှာဆိုရင်ကျွန်တော်လမ်းကနေပေ3ပေကနေ5ပေတီကိုအမြင့်မှာဖြစ်တဲ့အတွက်လူကျက်များတဲ့အနေထားတစ်ခုပါဗျလက်ရှိနေတာဆိုရင်တော့အိမ်အဟောင်းလေးတစ်ခုရှိမယ်ပြီးတော့မီတာပေါက်လည်းရှိပြီးသားဗျကျွန်တော်ဖုန်းရှင်ပညာရပ်နဲ့စိတ်ဝင်စားတဲ့သူဆိုရင်တော့ဖုန်းရှင်ဆရာတယောက်ကပြောခုတယ်ဗျဒီမြေကွက်ကတော့သူတို့ပညာရပ်နဲ့ကြည့်တာတော်တော်လေးကိုကောင်းတဲ့အနေအထားတစ်ခုရှိတယ်ဆိုပြီးတော့ဗောနော်ပြီးတော့ကျွန်တော်အခုလက်ရှိခြုံတော့ထုနေတယ်သူရဲ့အားသာချက်လေးကိုကျွန်တော်တစ်ချက်ပြမယ်ဗျနောက်ထဲမှာဆိုရင်တော့ကျွန်တော်တို့အခုကျွန်တော်ကတရားမြေကွက်ရဲ့အနောက်ဖက်ခြမ်းကိုရောက်နေတာပါဗျသူရဲ့အားသာချက်ကဒီအနောက်ဖက်မှာလူသွားလမ်း5ပေလေးရှိမှာဗျဒီလူသားလည်း9ပေကနေတစ်ချက်ကျွန်တော်ထပ်ကြည့်မယ်ဘယ်နှရောက်မလဲဆိုရင်တဲ့ထွက်လာမယ်ဆိုရင်စီးစာတဲခုခံကျွန်တော်ရောက်လာမှာပဲမြတ်။ဒါဆိုရင်ကျွန်တော်တို့ကလောမျိုးဈေးဖက်ကိုသွားတဲ့လမ်းလေးပါဗျပေ60လမ်းလေးပါဗျဒီဖက်မှာဆိုရင်တော့ကဖေးရချိုထက်ကင်းတို့သွားတဲ့လမ်းလေးပါဗျလမ်းကတော့ကျွန်တော်ဒီလမ်းလေးကိုဝင်သွားတာပါဗျဒီမြေကွက်အပေါင်းဝင်ကလောမျိုးမှာရှိတဲ့အယောင်းမြေကွက်တွေကိုစိတ်ဝင်စားတဲ့သူအတွက်ကျွန်တော်တို့အထူး application တစ်ခုလောက်ထားပေးတာရှိရဗျအဲ့ဒါကတော့တရားလေး Usana Land ဆိုတဲ့ application ပါဗျဒီ application မှာဆိုရင်ကလောမျိုးမှာရှိတဲ့အယောင်းမြေကွက်တွေအားလုံးကိုကျွန်တော်အသေးစိတ်လေးရေးပြီးတော့တင်ထားပေးပါတယ်ဗျ Google Map ရဲ့တပ်ပုံဗီဒီယိုရဲ့တပ်ပုံရဲ့ဗီဒီယိုရဲ့360ဗီဒီယိုပဲအကုန်လုံးအသေးစိတ်တစုတစည်းတည်းထည့်ထားပြီးတော့ဖြစ်တဲ့အတွက်မိတ်ဆွေတို့ platform ပေါင်းစုံမှာပတ်ပြီးတော့ရှာနေကြမလို့ပဲနဲ့ဒီတစ်ခုတည်းဝင်လာရုံနဲ့ကလောမြေကွက်အယောင်းမြေကွက်အကုန်လုံးသိအောင်လို့အသေးစိတ်လုပ်ထားပေးတာပါဗျအစုံနဲ့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ပါတယ်ဗျအယောင်းရှိတဲ့ဆိုရင်လည်းအပြီးပါဗျ Thank you so much